ပါတယ်ကွယ်နီလေးရဲ့ဒါတွေတွေးကွယ်ချာလီဝေးမယ်ဒီအဖြစ်မျိုးတော့မရောက်လို့သူမဲငါကိုယ်တို့နီးရစကားညကြဆိုလိုက်ခဲခေါ်ခြင်းနဲ့ဒီလာစစ်တော်ဒီဖြောင်းမျိုးရလည်းမရှိသမြဲမို့မောင်တို့အချင်းများရဲ့အများနဲ့နီးတူအခက်ခဲရှိကြပါတယ်